လူတယောက်ကအမြဲပျော်ရွှင်နေဖို့ဆိုဘာလို့လိုရတယ်လဲโอเคလူတယောက်ကအမြဲပျော်ရွှင်ဖို့ဆိုဘာမှမလိုပါဘူးဘာမှမလိုပါတော့ပျော်တတ်တဲ့စိတ်ပဲလိုတာเขาကျကွန်ပျူတာကြီးရှေ့ချပြီးပဲကြီးနေတယ်တိလိုက်အဲ့တော့ तू ကဘာဖြစ်လဲဆိုတော့ तू ကိုဘာရီယာနေတဲ့သူကပျော်ဖို့လွယ်တယ်ဝင်တော့ဝင်ဖို့အရန်မတည့်ထားတဲ့သူဟိုတာဝန်ကိုလောက်ရမှာနော်တာဝန်ဆိုတာလောက်ရတယ်ယူရတယ်နော်ဒါပေမဲ့အဲ့လိုမျိုးကြီးလေးလံကြီးနဲ့တည်ရတဲ့အရာမဟုတ်ဘူးအဲ့တော့ကိုကအဲ့တော့လှုပ်ရှားရှိတဲ့အလုပ်ကိုလုပ်ရတယ်ဒါပေမဲ့ကိုယ့်ကိုအဲ့ဒါကြီးကဝင်ပြီးစေတာမျိုးအထိမတော့အဲ့လိုမျိုးကိုယ်စိတ်ကိုမတတ်နိုင်ရဘူးโอเคဒီခုလိုအကျွေးကြရင်တော့ရှင်းထုတ်ပေါ့နော်အကျွေးတော့မထားနဲ့ပေါ့နော်တာဝန်တွေအလုပ်တွေဝတ်တရားတယ်အဲ့တော့ပျော်တယ်ဆိုတာကတကယ်တော့လူတွေကပျော်တယ်ဆိုတာကပျော်တဲ့အကြောင်းအရာလူတွေလို့ထင်တယ်ခါလေးကြရင်မင်းတို့ပျော်စရာကလတ်သေးကိုတွားထည့်ထားတာပျော်စရာကောင်းတဲ့စက်တိတ်ရှိုးရှိရောက်နေပြီပျော်လို့မရတာတွေတပြုတ်ရှိခါတာတွေဘေးနားမှာပြောနေပြီပဲလိုက်ရှိလို့မရတာတွေပြုတ်ရှိတငယ်ချင်းတွေကဘေးနားမှာဟာကြီးဟာဘာတွေပြောနေပြီမဲ့ကိုကစိတ်ညစ်ပြီးတော့ဘေးထွက်ထိုင်နေရတာတွေရှိအဲ့တော့ပျော်စရာအခြေအနေရှေ့ရောက်နေမှပျော်ရတာမဟုတ်ပျော်စရာဆိုတာကဘာအကြောင်းအရာဘာအခြေအနေဘာမှမလို့ပျော်စရာဆိုတာအချိန်မြင့်ပြီးပျော်လို့ရတယ်အဲ့တော့ဘယ်လိုပေါ့ပါ